ခုဒီနေ့ပြောရမယ်အကြောင်းလေးကတော့ကိုเจ้าမှာပေါ့နော်မီးရဲ့အကြောင်းကတကယ်ချင်းအကြောင်းပေါ့နော်သူတို့ကပထမဆုံးသူကမိတ်ကလေးရောပြောပြမယ်အကြောင်းလေးလည်းပြောပြမယ်ပထမဆုံးသူကကြတော့မိတ်ကလေးသူကနာမည်အေးမြတန်ကျော်တဲ့သူကအီရစပယ်ရှိတာဒီလောက်ထိရှိအဲ့လောက်ထိစပယ်ရှိအဲ့သူစပယ်ကိုကြည့်ရှာကြတာအဲ့တနေ့ကျတော့သူစားလေးရတော့တင်းချတော့တင်းချတော့တနေ့ကျတော့သူဟာတိုင်းရရရွှေတဲ့အဲ့မှာသူကအရှာသူရဲ့အားနေချက်တစ်ခုကတော့အရက်ပူတာပါအရက်ပူတာအာတာချက်ကကြတော့စပယ်ရှိရပါတော့အာတာချက်ကစပယ်ရှိရနံပါတ်1တနေချင်းလေးရတော့စုတီဗီဆိုဖြစ်ပါတယ်စုတီဗီဆိုတော့နားပြောတာတနေချင်းအင်္ဂါနာကျော်ရဲ့ညမလေးပေါ့တုံးကွဲပေါ့ညမလိုပေါင်းကြတယ်တကယ်ပေါ့သူစုတီဗီဆိုကောင်မလေးစပင်မီးလိုပဲမီးရဲ့စပင်လောက်ရှိတော့ဘာရှိအဲ့ဘာလဲမီးရတော့တနေ့ကျတော့တခုမေးလိုက်တယ်ဘောနော်ဒီလိုအိမ်မှာခေါင်းလျှော့လာလို့လိုက်တော့အချက်ဖြစ်နေဆိုဟာလျှော့ရဲတဲ့ဘယ်နေရာတပတ်မှာဘယ်နှခါလျှော့လဲဆိုတော့မေးလိုက်တော့ဘာပြောလဲဆိုတော့တပတ်မှာတစ်ခါမှမလျှော့ဘူးတဲ့ဒီဘက်တော့တငယ်ချင်းလေးရတော့ယောက်ျားလေးပေါ့နော်သူ့နာမည်ကဖုံးရှိန်လေးပေါ့နော်သူကရှမ်းသားလေးအဲသူကအရာဟာတလို့တာရတဲ့အစုခါရဆမ်းမစုခါဆိုတော့ brain ကောင်းတယ် brain ရန်ကောင်းတာဟာတာရန်လို့တာအဲ့လိုလုပ်တယ်နံပါတ်4ငယ်ချင်းလေးကကြတော့မီးတက်အောင်ခုနပြောတော့တငယ်ချင်းဖုံးရှိန်လေးနဲ့သူနဲ့တူပဲသူတို့ရဆိုဟာတာရွှေတဲ့တောင်နဲ့ brain ကောင်းတယ်ဟုတ်ပြီပြီးဆို main ကလေးတော့မဟုတ်ဘူးယောက်ျားလေးပဲယောက်ျားလေးနံပါတ်3နံပါတ်5တငယ်ချင်းလေးကကြတော့သူ့နာမည်ကရင်လေးပါမောင်စာပီမျိုးပါစောစာပီမျိုးအဲ့လိုပေါ့သူကဘယ်လိုလဲသူအရှိချအရွှေဘယ်သူတက်ကဘယ်နဲ့လဲဆိုတော့73နဲ့14နှစ်ကြာနေမှာပေါ့ပြောမှာဆိုအဲ့တော့သူကအသားရဖြူတာကြီးဘာကြီးရလဲမပြောနဲ့စိတ်ထားကြီးတာမထင်တာနဲ့တမျိုးမထင်တာနဲ့နော်ပြီးဆိုမီရဲ့အကြောင်းလေးပြောပြမှာနိမီရဲ့အကြောင်းလေးပေါ့နော်မီရဲ့နာမည်ကတော့တရာရှင်းသက်ဖြစ်ပါတယ်တရာရှင်းသက်ပေါ့နော်မှတ်ထားကြပါမီရဲ့နာမည်ကကြတော့တရာရှင်းသက်ဖြစ်ပါတယ်ကျမရဲ့နာမည်ကတော့တရာရှင်းသက်ဖြစ်ပါတယ်ညီမရဲ့နာမည်ကကြတော့တရာရှင်းသက်ဖြစ်ပါတယ်မီရဲ့နာမည်ကကြတော့တရာရှင်းသက်ဖြစ်ပါတယ်မှတ်ထားကြတော့ခေါမနေမှာရေးမယ်ဆိုတရာရှင်းသက်လို့ပဲဟုတ်ခုတိဘေဘီလာမခေါ်နဲ့ကဲဒီနေ့ပြောသွားတဲ့အကြောင်းလေးပေါ့နော်ဒီတော့ပါပဲဒါလေးပြောပြတာပြီးတော့တကယ်ချင်းနေကြည့်နေတော့ဒီဗီဒီယိုတကယ်ချင်းနေကြည့်နေတော့ဘယ်လိုဖြစ်မလို့ဒီပြောမှာတော့ဟာလာကဲဒီဗီဒီယိုလေးကို like and subscribe လုပ်သွားပါအခုဘီရဲ့အကောင့်ပေါ့နော်တရာရှင်းတဲ့ရဲ့အကောင့်လေးကိုပါ subscribe လေးလုပ်ပြီးသွားပါ 1k subscribe ပြည့်ကြလို့ပါ bye bye